ကျွန်တော်တို့အိယာမဝင်ခင်မှာဘာတွေလုပ်တင်လဲအဲ့ဒါကိုအင်္ဂလိပ်စကားနဲ့နည်းနည်းလေ့လာကြည့်မယ်နော် I pray before sleeping အိယာမဝင်ခင်ကျွန်တော်အရင်ဆုံးဘုရားရှိခိုးတယ်နော် I meditate before going to bed အိယာမဝင်ခင်တရားထိုင်ပါတယ် I turn off my phone before sleeping အိယာမဝင်ခင်ကျွန်တော်ဖုန်းကိုပိတ်ပါတယ် I turn off my phone before sleeping ကိုတည်ရင်တည်တဲ့လောက်စကားလုံးတွေထည့်သုံးလို့ရတာပေါ့ဥပမာကျွန်တော်တို့ဆိုရင်သွားတိုက်တယ်ဆိုရင် brushing teeth နော်ပြီးတော့မျက်နှာတည်တယ်ဆိုရင် washing face တို့ဒီမို့စာအုပ်တွေဖတ်တယ်ဆိုရင်လည်း reading book အဲ့လိုတွေသုံးလို့ရတာပေါ့နော်အများကြီးရှိတယ်ပေါ့